ကဲမိကလေးအားလုံးပဲမင်္ဂလာပါကဲလုံးဝကို BKK ခြေသားစစ်စစ်လေးကိုကြိုက်တယ်မိကလေးတွေဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုလုံးဝလက်မလွတ်ပဲနဲ့ကြည့်တော့ဖို့တော့ငါနေတိုင်ခံပါတယ်ဆိုတော့ဒါလေးကိုဆိုလို့ရှိရင်မင်းတို့ကမိကလေးတွေအကြိုက်BKK ခြေသားစစ်စစ်လေးကိုမှအစင်ဆက်ဆက်အယောင်ဆက်ဆက်လိုက်လေးတွေနဲ့မိကလေးတွေအတွက်တကယ်ကိုပတ်တန်ဒီဇိုင်းလေးမင်းတို့ထုတ်ထားပေးတာဖြစ်ပါတယ်ဒါလေးကိုဆိုလို့ရှိရင်မင်းတို့ကတော့သူကလေအစင်လေးကလေရိုးရိုးလေးနဲ့လေသူကအစင်လေးကဆန်းတယ်ဇင်းမဲ့စင်လေးပေါ့နော်ဇင်းမဲ့စင်လေးအယောင်လိုင်းလေးတွေကလည်းလေစူတောက်နေရပဲမိန်းကလေးတွေလုံးဝအကြိုက်တွေမှာကျင်းနေပါတယ်ပုံစံလေးကိုဆိုလို့ရှိရင်ဒါကို ready made design လေးမျိုးတို့သွားထားပေးတယ်လုံးစုပ်ကလေးကိုမှလေပင်လေးကိုဆိုရင်ဒီလိုလုံးဝကိုကတင်ကြတဲ့အဝိုင်းလေးကိုမှဒီမှာဆိုလို့ရှိရင်မျိုးတို့ဒီမှာကျဲသီးလေးဖြုတ်တက်လို့ရတယ်ကျဲသီးလေးတစ်လုံးနဲ့မိန်းကလေးတွေကိုလုံးဝ design ဆန်းလေးလုပ်ထားပေးတယ်လက်ကိုဆိုလို့ရှိရင်လည်းလက်စကားပေါ့နော်လက်စကားဆိုပေမဲ့လည်းမိန်းကလေးတွေကိုပုံတုံးလက်စကားလုပ်ထားပြီးတာမဟုတ်ပဲနဲ့ဒီလိုမျိုးလက်စကားမတင်မကြလေးလုပ်ထားပြီးတာဖြစ်ပြီးတော့ဒီအနာသက်လေးဆိုလို့ရှိရင်လည်းမိန်းကလေးတွေလုံးဝလှလှလေးတသက်ရလေးနဲ့မင်းတို့ဒီဇိုင်းထုတ်ထားပေးတာဖြစ်ပါတယ်ဘေးမှာဆိုလို့ရှိရင်အခွဲလေးနှစ်ဖက်ပါတော့မိန်းကလေးတွေကတက်တောင့်တက်တာဝလို့ရမှာဖြစ်ပြီးတော့ဒါလေးကတင်မုံလေးမင်းတို့ထုတ်ထားပေးတာပါဒါလေးကိုဆိုလို့ရှိရင်မိန်းကလေးတွေက42 44 46ဆိုပြီးတော့ဆိုင်လေး3 site ကိုမိန်းကလေးတွေကလက်လီတစ်ထည်ချင်းဝယ်ပြီးအားပေးလို့ရမှာဖြစ်တယ်လို့လက်ကားဆိုလို့ရှိရင်လည်း3နယ်ကနေစပြီးတော့မင်းတို့ကရောက်ချပေးမှာဖြစ်ပါတယ်ဆိုတော့ဒါလေးကအရန်ကိုလှပြီးတော့ဒီဇိုင်းဆန်းတာဖြစ်တဲ့အတွက်မိန်းကလေးတွေ stock out မဖြစ်ခင်နည်းနည်းလေးတက်တက်ထားမှာဖြစ်မယ်နော်ကျေးဇူးအများကြီးတင်ပါတယ်